အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ပြောသွားပြီးမယ့်အကြောင်းအရာလေးကတော့ဂျပန်နိုင်ငံကိုပညာရေးနဲ့တိုးတက်လာစေတဲ့သူတယောက်အကြောင်းပြောပြပေးမှာဖြစ်ပါတယ်အဲ့ဒီလူကဘာလို့လဲဆိုတော့ဒီများသောအားဖြင့်ပေါ့နော်ဒီဂျပန်နိုင်ငံကိုရောက်ဖူးတဲ့သူဖြစ်ဖြစ်ဂျပန်ငွေကိုကင်ဖူးတဲ့လူတွေဖြစ်ဖြစ်ပေါ့နော်ဂျပန်နိုင်ငံရဲ့တန်မိုးကြီးဆုံးငွေစက္ကူတစ်ခုဖြစ်တဲ့ပေါ့နော်ယန်1000ပေါ့1000နဲ့မှာဆိုလို့ရှိရင်ပေါ့နော်သူ့ရဲ့ပုံလေးကြောင်တွေ့ဘူးတင်ပေါ့နော်အဲ့ဒီငွေစက္ကူပေါ်မှာဒီခန်းနာထဲဝလာတဲ့ဂျပန်အမျိုးသားကြီးတဦးရဲ့ပုံကိုရိုက်ထားတယ်ပေါ့နော်အဲ့ဒီလူကဘာလို့လဲဆိုတော့သူကဝင်ကြီးချုပ်လည်းမဟုတ်တယ်လို့စစ်ဘီရင်တပါလည်းမဟုတ်ခဲ့ဘူးပေါ့နော်ဒါပေမဲ့သူကတော့ဂျပန်လူမျိုးတွေရဲ့အုံနောက်ကိုခေဟောင်းကနေပြီးတော့ခေတ်သစ်ကိုဆွဲခေါ်လာပေးခဲ့တဲ့ပညာရေးဖခင်ကြီးဖူကူဇာဝါယူကီချီပဲဖြစ်ပါတယ်ရှင်ဖူကူဇာဝါယူကီချီကိုကျတော့19ရာစုအလယ်ပိုင်း1895မှာမွေးဖွားခဲ့ပြီးတော့ဒီယူကီချီရဆိုလို့ရှိရင်ဆာမူရိုင်းမျိုးနွယ်ကနေပြီးဆင်းသက်လာတယ်ပေါ့နော်သူ့ရဲ့ဒီမျိုးနွယ်ကအစင်းနှိမ်ပြီးဆာမူရိုင်းမျိုးနွယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ငယ်စဉ်ကတည်းကဇက်နှိမ်ဇက်မြင့်ခွဲခြားတဲ့ပရိသေစနစ်ကိုသူအလွန်ယုံရှာမုန်းတီးခဲ့တဲ့သူဖြစ်တယ်ပေါ့နော်များသောအားဖြင့်သူ့ရဲ့ဒီခံယူချက်ကဘယ်လိုမျိုးလဲဆိုတော့လူတယောက်ရဲ့တန်ဖိုးဟာမွေးလာတဲ့မျိုးရိုးပေါ်မှာမမူတည်ဘူးပေါ့နော်ပညာနဲ့အရေးချင်းပေါ်မှာမူတည်ရမယ်ဆိုတဲ့သဘောတရားကိုခံယူထားတယ်ပေါ့နော်သူ့ဘဝရဲ့အချိုးကွေးကဘယ်အချိန်မှာစခဲ့လဲဆိုအသက်24နှစ်အရွယ်မှာဒီများသောအားဖြင့်ဂျပန်တွေကနိုင်ငံခြားစာဆိုလို့ desk စာကိုပဲလေ့လာခဲ့ကြတယ်ပေါ့နော်ယူကီချီကလည်း desk စာကိုပဲစူးစမ်းပန်းစားနဲ့သင်ယူခဲ့တယ်ဒါပေမဲ့တနေ့ပေါ့နော်ဒီယိုကိုဟာမာစေကန်ကိုသွားလဲတဲ့အခါမှာနိုင်ငံခြားသားကုန်သည်တွေပြောနေတဲ့အင်္ဂလိပ်စကားကိုသူတလုံးမှနားမလည်ဘူးပေါ့နော်အဲ့ဆိုတော့သူအဲ့မှာသူတီးခဲ့တယ်ပေါ့နော်ကဘာကြီးကိုဆက်သွယ်ဖို့ဆိုလို့ရှိရင်အင်္ဂလိပ်စာအဓိကတော့ချက်ဖြစ်တယ်ပေါ့ဆိုတာကိုသူချက်ချင်းသဘောပေါက်လိုက်တယ်ပေါ့နော်ဒါကြောင့်မလို့သူတက်ထားတဲ့ deck စာကိုဘေးဖယ်ထားပြီးတော့အင်္ဂလိပ်စာကိုသူလေ့လာခဲ့တယ်နောက်ပြီးတော့သူအင်္ဂလိပ်စာကိုဘယ်လိုလေ့လာခဲ့လဲဆိုတော့သူဘာနော်ဒီအဘိဓမ္မာအောင်ရှားပါတဲ့ခင်မှာသူကအင်္ဂလိပ်ဂျပန်အဘိဓမ္မာကိုကိုယ်တိုင်ပြုစုဖို့အထိကြိုးစားခဲ့တဲ့သူဖြစ်ပါတယ်ပေါ့နော်နောက်ပြီးတော့ဒီ1860ခုနှစ်မှာပေါ့နော်ဒီဂျပန်နိုင်ငံရဲ့ပထမအဆုံးအမေရိကန်သွားတင်မောဖြစ်တဲ့ဒီ Kirin Maru ဆိုမှာပေါ့နော်ဒီအဲ့တင်မောပေါ်မှာစကားပြန်အဖြစ်လိုက်ပါခွင့်ရရှိခဲ့တယ်ပေါ့နော်သူဆန်ဖရန်စစ္စကိုရောက်တဲ့အခါမှာပေါ့နော်အမေရိကန်နဲ့ဂျပန်နဲ့ကွာခြားလွန်းတာတွေကိုသူအရန်တွေးခဲ့တယ်ပေါ့နော်အဲ့ချိန်မှာသူ့အနေနဲ့ကချာရှော့အရန်ဖြစ်သွားခဲ့တယ်အဲ့မှာပေါ့နော်ဒီဆန်ဒီမြင်ထားတွေရေခဲတုံးနေထည့်ထားတဲ့အချိုးရည်တွေစသဖြင့်ပေါ့နော်ကော်စောခင်းထားတဲ့ချန်ကင်းတွေကသူ့ကိုအံ့ဩစေခဲ့တယ်လို့အဆိုးဆုံးကတော့သူနိုင်ငံရေးစနစ်ဆိုတာကိုသူကြုံတွေ့ခဲ့တယ်ပေါ့နော်အမေရိကန်လူမျိုးတွေကိုပေါ့နော်မင်းတို့ရဲ့သမ္မတဒီဂျော့ဝါရှင်တန်ရဲ့မျိုးဆက်ကအခုဘယ်မှာလဲလို့မေးတဲ့အခါမှာဘယ်သူမှရေရမသိကြဘူးပေါ့နော်ဂျပန်မှာဆိုလို့ရှိရင်ရှူဂန်စစ်ဘီရင်ရဲ့မျိုးနဲ့ဆိုတာဘရားတဆူလို့ကိုးခံရတာမို့တိုင်းပြည်ကောင်းဆောင်တယောက်ရဲ့မျိုးဆက်ကိုပြည်သူတွေကအရေးမလုပ်ဘူးဆိုတော့ယူကီချီအတွက်မယုံနိုင်စရာဒီမိုကရေစီအတွေ့အကြုံတည်ဖြစ်ခဲ့တယ်ပေါ့နော်ဒါကြောင့်မလို့သူဂျပန်ပြန်ရောက်တဲ့အခါမှာသူအမေရိကန်နဲ့ဥရောပနဲ့ရခဲ့တဲ့ဘူးတူတာအတွေ့အကြုံတွေကိုပေါ့နော်စာအုပ်အဖြစ်ရေးသားဖြန့်ဝေခဲ့တယ်ပေါ့နော်သူ့ရဲ့အကြော်ကြားဆုံးစာအုပ်ကတော့ဂါကူမိုနောစုစုမဲပေါ့နော် encouragement of the land လေးပေါ့ပညာသင်ကြားရန်တိုက်တွန်းချက်ဆိုတဲ့စာအုပ်လေးဖြစ်တယ်ပေါ့နော်ဒီစာအုပ်ရဲ့အဖွင့်မျက်နှာမှာရှိတဲ့စာကြောင်းတစ်ကြောင်းကဒီဂျပန်တဝန်းလုံးကိုပေါ့နော်လှုပ်ခတ်သွားခဲ့တာဗာလဲဆိုတော့ကြတော့ဒီ heaven creates the no man about another ပေါ့ကောင်းကင်ဘုံကတဲ့လူတယောက်ရဲ့အထက်၌လူတယောက်ကိုတဲ့မဖန်ဆင်းတယ်လို့လူတယောက်ရဲ့အောက်၌လည်းလူတယောက်ကိုမဖန်ဆင်းထားပါပေါ့နော်ဆိုလိုတာကလူတိုင်းကဒန်းတူညီမျှမွေးဖွားလာတာဖြစ်ပြီးတော့ကွာခြားစေတဲ့အရာလည်းပညာသင်ကြားခြင်း education တာလည်းဖြစ်တယ်လို့သူကဟောပြောခဲ့တယ်ပေါ့နော်အဲ့ဒီစာအုပ်ကအဲ့ဒီခေတ်ကဂျပန်လူဦးရေ35တန်းမှာ3တန်းလောက်ကဝယ်ယူဖတ်ရှုခဲ့တဲ့အထိပေါ့နော်ဒီတော်တော်လေးကိုရေပန်းစားခဲ့တဲ့လူကြိုက်အများဆုံး back seller စာအုပ်ဖြစ်ခဲ့တယ်ပေါ့နော်ယူကီချီကဒီအစိုးရယာရုကြီးကိုလက်ခံဖို့ကမ်းလှမ်းခဲ့ပြီးမှလည်းအမြဲတမ်းညှင်းပယ်ခဲ့တယ်ပေါ့နော်နိုင်ငံရေးသမားဖြစ်ရတာတဲ့ပညာရေးသမားအဖြစ်နဲ့ပဲတိုင်းပြည်ကိုပေါ့ပြပင်ပြောင်းလဲခြင်းနဲ့ဆိုတဲ့သူ့ရဲ့ခံယူချက်အတိုင်းသူဆက်ပြီးတော့လှုပ်ဆောင်ခဲ့တယ်ပေါ့နော်နောက်ပြီးတော့သူကဂျပန်နိုင်ငံရဲ့ရှေးကျဆုံးနဲ့အကျော်ကြားဆုံးပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်တဲ့ Keio University ကိုတည်ထောင်ခဲ့တယ်ပေါ့နော်အခုထိလည်း Keio University က Tokyo မှာရှိတယ်ပေါ့နော်ရှေးအောင်တရုတ်ကဗျာတွေစာပေတွေကိုဖတ်ရနေမဲ့အစားလက်တွေ့အသုံးချနိုင်တဲ့သိပ္ပံပညာစီးပွားရေးပညာနဲ့ဥပဒေပညာတွေကိုလေ့လာဖို့အတွက်သူကတိုက်တွန်းခဲ့တယ်ပေါ့နော်ယူကီချီရဲ့တိုက်တွန်းချက်တွေကြောင့်မလို့ဂျပန်လူမျိုးတွေကငါတို့တွေကစစ်ဘီရင်ရဲ့ကြုံမဟုတ်တော့နိုင်ငံသားတွေဖြစ်လာပြီဆိုတဲ့အသည့်တရားတွေရလာပြီးတော့ခင်မီနီးပညာဘာသာရပ်တွေကိုအလူရဲ့တင်ယူခဲ့ရမှာအာရှရဲ့စူပါပါဝါနိုင်ငံကြီးအဖြစ်ယနေ့အထိပေါ့နော်တဖြည်းဖြည်းနဲ့တက်လန်းနိုင်ခဲ့တာဖြစ်တယ်ပေါ့နော်
ဖူဂဇာဝါယူကီချီကဓာတ်ကိုကင်ပြီးတိုက်ခိုက်ခဲ့တဲ့ဆာမူရိုင်းတရားမဟုတ်ခဲ့ပေမဲ့ကလောင်တန်နဲ့ပညာရေးကိုကင်ဆွဲပြီးနိုင်ငံကိုတိုးတက်စေခဲ့တဲ့ခေတ်သစ်ဂျပန်ကိုပေါ်ထွန်းစေခဲ့တဲ့ဖခင်ကြီးတဦးလည်းဖြစ်ပါတယ်ပေါ့နော်အဲဆိုအခုခေတ်မှာဒီဂျပန်ယန်ပေါ့နော်1000ပေါ်မှာလည်းတွေ့ရှိခဲ့တဲ့အတိုင်းပဲသူဟာပညာရေးကိုစနစ်နဲ့ပြုပြင်ပြောင်းလဲခဲ့တဲ့ဂျပန်နိုင်ငံကိုပညာရေးနဲ့ပြုပြင်ပြောင်းလဲခဲ့တဲ့ပညာရေးရဲ့ဖခင်ဖြစ်ကြောင်းတင်ဆက်လိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်